နောက်ဘက်ကိုခီးသွားနေတာကစိုးဝင်ဖို့မဟုတ်တော့ပါဘူးနောက်ဘက်ကိုခီးသွားနေတာကမြောက်တက်ရပါရွှေဖလားတစ်လုံးနဲ့ဂိတ်ဆုံးခဲ့ရတဲ့အာဆင်နယ်တို့ဒီဟာဒီကြီးပြင်ရှောက်နေတဲ့ခြေလန်းတွေကခရီးသက်မကောက်ဘူးဆိုတာတက်တည်ပြရတော့မှာပါ300ဒီဆက်မရှုမလာနဲ့ဒုတိယနဲ့သာကြီးနေခဲ့ရတဲ့အာကြီးတို့အခုတော့ဆရာကြီးတို့ဘာကြီးတို့ကိုနှွာပြီးတီးနေတာကြီးကမပြောသည်စားနေတယ်လို့ပါပဲပြီးခဲ့တဲ့ EPN 15ပွဲမှာပါဘူးရဲ့စူပိုစလိုင်း free kick ကြောင့်သာမလွဲမသာတပွဲသာရှုံးခဲ့ရတာပါဒါကြောင့်လဲစင်ပြန်တို့ရင်ခံနေကြတာပေါ့အရင်အာဆင်နယ်ရဲ့စံချိန်ကိုများလက်ရှိအာဆင်နယ်ကချိုးဖို့ကြံစီနေသလားပေါ့ခြားသင်းဖန်တွေကအာကြီးဆိုကဘာကြီးပြက်မတက်ကိုလောင်တာပါဗျာစီတွန်လွင်ရဲ့ဒုတိယလူစောင်းဝင်လာပြီးတော့ဘာလို့ပေါ့အာဆင်ကိုဘာထင်နေလဲမသိခုဆိုအာဆင်နယ်ကစောင်းဝင်ပဲတဲ့တွေပဲဝင်းနေလို့တိုက်စစ်ကတာကိုမရတော့ပါဘူးဗျာခံစစ်ဆိုအခြားသင်းဖန်တွေရန်ဖြစ်ရလောက်အောင်ကိုပါပဲဒေးဗစ်ရာယာရဲ့နောက်မှာကြည့်နေတဲ့ဘွဲ့ကြီးပြိသက်တွေဆိုလို့ရှိရင်အောက်ဆီဂျင်ဘူးတွေပါဆောင်းထားကြရပြီဗျာခံစစ်က4000မတိုးလို့ပါဗျို့